ဒီကဘာကြီးမှာလူတိုင်းဟာသူတို့နောက်ဆုံးစားခဲ့တဲ့တိရစ္ဆာန်ဖြစ်ပြောင်းလဲသွားကြလိမ့်မယ်တချို့ကကြက်ပေါင်စားပြီးကြက်ဖြစ်သွားကြတယ်တချို့ကခောက်ဆွဲကြောက်ဟင်းခတ်မှုစားပြီးနွားဖြစ်သွားကြတယ်ပိုဆိုးတာကကြောက်ဖြစ်ရုပ်ကျွင်းနဲ့ချက်ထားတဲ့စွပ်ပြုတ်ကိုစားပြီးနေရာတင်ဒိုင်နိုဆောဖြစ်သွားကအကုန်လုံးကိုတက်ဖြတ်နေကြတယ်လူသားတွေတဘာဝပတ်ဝန်းကျင်ကိုထင်သလိုဖျက်ဆီးခဲ့ကြလို့ကဘာမြေကြီးရဲ့စိတ်ဆန္ဒကတတိပေးချက်တစ်ခုထုတ်ပြန်ခဲ့တယ်လူသားအလုံးဟာနောက်ထပ်24နာရီကြာမှသူတို့နောက်ဆုံးစားခဲ့တယ်တိရစ္ဆာန်ဖြစ်ပြောင်းလဲသွားကြလိမ့်မယ်မင်းမမီတလောက်ဆိုရင်မင်းနောက်ဆုံးစားခဲ့တာကအပြင်ကမှထားတဲ့ကြက်ကြော်ဖြစ်နေတယ်ဒီလိုအစားအစာကွင်းဆက်ရဲ့အောက်ခြေကတိရစ္ဆာန်ဟာကဘာတဝန်းတိရစ္ဆာန်ပြောင်းလဲမှုကြီးရောက်လာတဲ့အခါပထမဆုံးအနေနဲ့တခြားသူတွေရဲ့အစားအစာဖြစ်ကြားရောက်သွားလိမ့်မယ်မင်းစိတ်ညစ်နေတဲ့အချိန်မှာပဲမင်းရဲ့သူငယ်ချင်းကောင်းဝမ်ရှောက်ဟန်ကမင်းစီရောက်လာတယ်ဒါပေမဲ့မင်းရဲ့စိုးရိမ်ပူပန်မှုတွေနဲ့မတူပဲသူကတော့အလုံးစိတ်လှုပ်ရှားနေရဲ့ဘာလို့လဲဆိုတော့ကဘာမြေကြီးရဲ့စိတ်ဆန္ဒကနောက်ဆုံးစားခဲ့တဲ့တိရစ္ဆာန်ဖြစ်ပြောင်းလဲမယ်လို့သာပြောခဲ့ပြီးခေတ်သစ်တိရစ္ဆာန်တွေကိုသာစားရမယ်လို့မပြောခဲ့လို့ပဲသူ့အိမ်ကစောက်လုပ်ရေးကုမ္ပဏီဖွင့်ထားတာဖြစ်ပြီးလွန်ခဲ့တဲ့ရက်အနေငယ်ကတောင်ပေါ်ရွာတရွာမှာသူတို့ကတီရက်စတိုင်နိုဆောကြောက်ဖြစ်ရုပ်ကျွင်းကိုတူးဖော်တွေ့ရှိခဲ့တဲ့အကယ်လေးအဲ့ဒါကိုသာစားလိုက်ရရင်အရှင်သခင်အဆင့်ရှိတဲ့တည်ရှိမှုတစ်ခုဖြစ်လာမှာဖြစ်ပြီးစင်တွေကြားတွေဆိုတာအစားအစာလောက်ပဲဖြစ်သွားလိမ့်မယ်ဒါနဲ့မင်းနဲ့ဝမ်ရှောက်ဟန်တို့တိုင်ပင်ပြီးရွာကိုချက်ချင်းကားမောင်းသွားခဲ့ကြတယ်ဒါပေမဲ့ခီးပန်းတိုင်ကိုရောက်တဲ့အခါဒိုင်နိုဆောရုပ်ကျွင်းကိုစောင့်ကြပ်နေတဲ့သူထေးရှဲကနေရာတင်စကားပြောင်းသွားခဲ့တဲ့ကဘာမြေကြီးရဲ့စိတ်ဆန္ဒကိုလူတိုင်းကြားနိုင်တာဖြစ်ပြီးသူထေးရှဲဆိုရင်ပိုတောင်ဆိုးသေးတယ်သူကကဘာတဝန်းတိရစ္ဆာန်ပြောင်းလဲမဲ့တဲ့ရင်ကိုတိတိချင်းဒိုင်နိုဆောရုပ်ကျွင်းကိုလူလွတ်ပြီးကာကွယ်ခိုင်းထားလိုက်တယ်ဒီအချိန်မှာသူထေးရှဲကအေးဆက်ဆက်ပြုံးပြီးဒိုင်နိုဆောရုပ်ကျွင်းကိုတော့မေးလိုက်ပါမင်းတို့အတွက်တခြားပစ္စည်းကောင်းတွေပြင်ဆင်ထားတယ်လို့ပြောလိုက်တယ်ပြောပြီးတာနဲ့သူ့လူတွေကိုငါးကန်တစ်ခုတဲလာခိုင်းလိုက်ပြီးအထဲမှာတော့အစိမ်းရောင်လေးတစ်ကောင်ရှိနေတယ်အဲ့ဒီနောက်မင်းတို့နှစ်ယောက်ထင်းယုံထဲမှာပိတ်လောင်ခံလိုက်ရတဲ့တံမိုးတွေနဲ့ရိုက်ပိတ်ထားတဲ့တကားနဲ့ပြတင်းပေါက်တွေကိုကြည့်ရင်ဝမ်ရှောက်ဟန်တယောက်ဘဝကိုစိတ်ပြတ်သွားတော့တယ်ဒါပေမဲ့ကံကောင်းတာကသူမင်းညကနောက်ဆုံးစားခဲ့တာကမိချောင်းလေးတစ်ကောင်ဖြစ်နေတယ်လိပ်ပဲဖြစ်နေသေးပေမဲ့မိချောင်းလေးကကီလိုဂရမ်200အထိကြီးထွားနိုင်ပြီးကာကွယ်ရေးနဲ့တိုက်ခိုက်ရေးစွမ်းအားမှလည်းအလွန်ထူးချွန်တဲ့အမျိုးအစားဖြစ်တယ်မင်းကတော့ကိုယ်တိုင်ပါလာတဲ့ကြောဘိုးအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာခောက်ဆွဲကြောက်တစ်ထုံနဲ့ဝက်ဥချောင်းတစ်ချောင်းပဲရှိတာကိုတွေ့လိုက်ရတယ်ဟင်းခတ်မှုထုတ်ကိုရွေးရင်နွားဖြစ်နိုင်ပြီးဝက်ဥချောင်းကိုရွေးရင်ဝက်ဖြစ်နိုင်တယ်ဒါပေမဲ့ဒီနှစ်ခုလုံးကတိုက်ခိုက်ရေးစွမ်းအားနှိမ့်ကြတဲ့အရာတွေပဲဒါပေမဲ့မင်းကိုဝမ်းသာစေတာကမြင်းစီရင်အောင်သူငယ်ချင်းရဲ့ပေါင်ကိုဖတ်ထားလို့ရတယ်လို့တွေးမိတာပဲဒါပေမဲ့ပြန်တွေးကြည့်တော့လူဆိုတာလဲတိရစ္ဆာန်တစ်မျိုးပဲလေကိုပြန်စားလိုက်ရင်ဘာဖြစ်သွားမလဲဘလို့ပဲဖြစ်အစိုးဆုံးရလက်ကနွားနဲ့ဝက်ထက်တော့တာပါလိမ့်မယ်လို့တွေးပြီးကဘာတဝန်းတိရစ္ဆာန်ပြောင်းလဲမှုရဲ့နောက်ဆုံးစက္ကန့်မှာမင်းရဲ့လက်ကိုမင်းအားကုန်ကိုက်ချလိုက်တယ်အဲ့ဒီနောက်ကဘာမြေကြီးရဲ့စိတ်ဆန္ဒကလူသားအလုံးကိုတတိလစ်မြင့်မျောသွားစေတယ်ခန္ဓာကိုယ်တွေစတင်ပုံပြက်ပြောင်းလဲလာပြီးတိရစ္ဆာန်မျိုးဖြစ်ပြန်လဲဖွဲ့စည်းသွားကြတယ်ဒါပေမဲ့တတိထားရမယ့်အချက်ကတိုက်ရိုက်အရွယ်ရောက်ပြီးသားတိရစ္ဆာန်တွေဖြစ်မလာပဲတိရစ္ဆာန်ပေါက်စလေးတွေဖြစ်တာပြောင်းလဲသွားတာဖြစ်တယ်အစမပြတ်မျိုးခြားစားတော့မှသာစင်ကဲပြောင်းလဲနိုင်မှာဖြစ်တယ်မင်းရဲ့သူငယ်ချင်းကောင်းဝမ်ရှောက်ဟန်ပြန်နိုးလာတဲ့အခါတကယ်ပဲမိချောင်းလေးတစ်ကောင်ဖြစ်နေရဲ့ဒါပေမဲ့သူပညာကြည့်လိုက်ပေမဲ့မင်းကိုမတူအေးရဘူးသူလက်ကြည့်လိုက်တဲ့အချိန်ကျမှသူ့နောက်မှာခေါင်းလောက်ရွယ်စားရှိတဲ့ဥတလုံးရှိနေတာကိုတွေးလိုက်ရတယ်ဒီဥဘော်ကအရေးချောင်းတွေကပေါ်တုံပြောက်တုံဖြစ်နေပြီးတခါတရံတောက်ပတဲ့အလင်းရောင်တွေလည်းထွက်ပေါ်နေတဲ့တစ်ချိန်တည်းမှာပဲမင်းလည်းလမ်းဖြန့်သွားတယ်ကိုတခါပဲကိုက်လိုက်တာငကားဥတလုံးဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးဥတလုံးဖြစ်သွားပေမဲ့လည်းမင်းကအပြင်ဘက်ကမြင်ကွင်းတွေကို360ဒီဂရီရှုထောင့်ပေါင်းစုံကနေအသေးချာမြင်နေရတော့မယ်မင်းအံ့အားသင့်နေတော့မှပဲနားထဲမှာစနစ်ရဲ့အတန်ထွက်ပေါ်လာတယ်ဒါကိုမြင်တော့မင်းတိတ်လေးပြုံးလိုက်မိတယ်တကယ်ငကားသွေးကြောစီးဆင်းနေတဲ့ငကားမျိုးနယ်ဖြစ်တာနဲ့ညီဥပေါက်ဖို့နှစ်တောင်းကြာဦးမှဖြစ်ပေမဲ့အစမပြတ်တက်ဖြတ်ခြင်းအဖြစ်ကြိုတင်လို့ဖွင့်နိုင်တဲ့တစ်ချိန်တည်းမှာပဲမင်းမွေးရပါစွမ်းရည်နှစ်ခုကိုရရှိခဲ့တယ်ပထမတစ်ခုကကောင်းကင်မိုးကြိုးကကွယ်ခြင်းဖြစ်ပြီးကျေပြန့်တဲ့တက်ဖြတ်မှုစွမ်းအားရှိတဲ့ကောင်းကင်မိုးကြိုးတွေကိုခေါ်ယူနိုင်တဲ့ဒုတိယတစ်ခုကတော့ငကားရဲ့အရှိန်ဝါဖြစ်ပြီးငကားမျိုးနယ်တွေဟာမွေးရပါအလွန်ကြီးမားတဲ့ဖိအားပေးနိုင်စွမ်းရှိတာကြောင့်တက်ရှိအများစုကိုဖိနှိပ်ထားနိုင်တယ်ဒီအချိန်မှာမင်းရဲ့သူငယ်ချင်းဝမ်ရှောက်ဟန်ကအံ့အားသင့်စွာနဲ့မင်းပါစားလိုက်တာလဲလို့မေးတယ်မလိုအပ်တဲ့ပြဿနာတွေမဖြစ်အောင်မင်းကမင်းညကမျက်ကူလာအုပ်စားခဲ့တယ်လို့လိန်ပြောလိုက်တယ်မင်းတို့နှစ်ယောက်စကားပြောနေတော့မှပဲအပြင်ဘက်ကနေဒေါသရကြီးဟိန်းဟောက်တန်ထွက်ပေါ်လာတယ်စိုက်ပျိုးရေးခြံတကားပွင့်သွားတာနဲ့တူကြောက်မဖွယ်ကောင်းတဲ့တားရဲတကောင်ကခေါင်းပြူလာတယ်မှန်တယ်အဲ့ဒါကတီရက်စတိုင်နိုဆောဖြစ်ပြောင်းလဲသွားတဲ့သူသေးရှယ်ပဲသူကအရွယ်မရောက်သေးတဲ့ပေါက်စဖြစ်ပေမဲ့အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့အရက်မောင်းရှိနေပြီးဒီအချိန်မှာသူကအော်ဟစ်လိုက်ပြီးဒေတာခံခွေးတွေဖြစ်ပြောင်းလဲသွားတဲ့ရွာသားတွေလည်းဝိုင်းလာကြတယ်သူတို့ကခွေးရည်အတွက်များပေမဲ့စူးတွေပြင်းတဲ့လက်ခုံနဲ့ကြအောက်ဆရာကောင်းတဲ့မိချောင်းလက်ခေါင်းကိုမြင်တော့ချက်ချင်းရှေ့မတိုးရဲကြဘူးဒါပေမဲ့သူသေးရှယ်ရဲ့ချင်းချောင်းမှုကြောင့်ခက်ကြီးခွေးတကောင်ကပြေးဝင်လာတယ်ဝမ်ရှောက်ဟန်ကဒါကိုမြင်တော့ချက်ချင်းပဲတစ်ဖက်လူကိုပြန်ကိုက်လိုက်တယ်ဆူရှာတဲ့အော်တန်နဲ့အတူရွာသားရဲ့နာခေါင်းကိုချက်ချင်းကိုက်ဖြတ်လိုက်တယ်မိချောင်းလေးရဲ့ကိုက်အားက450ကီလိုဂရမ်အထိရှိတယ်ဆိုတာသိထားရမယ်ဒီအချိန်မှာသူသေးရှယ်ကအလွန်ဒေါသထွက်သွားတယ်သူ့လက်အောက်ငယ်သားတွေကလက်တကောင်ကိုတော့မနိုင်တာကသူ့မျက်နှာကိုအိုးမဲတုပ်လိုက်တယ်လို့ပဲဒါနဲ့သူကခုနကဒဏ်ရာရသွားတဲ့ခွေးကိုတိုက်ရိုက်မျိုးချလိုက်ပြီးကောင်းကင်ကိုမော့ကဟိန်းဟောက်လိုက်ပြီးကိုယ်တိုင်ဝင်ပါဖို့ဆုံးဖြတ်လိုက်တယ်ဒီလောက်သွေးထွက်တန်ရုပ်ဖြစ်နေတဲ့မြင်ကွင်းကြောင့်ဘေးနားကရွာသားတွေအားလုံးအမိကုပ်ပြီးတုံရင်နေကြတယ်ဝမ်ရှောက်ဟန်လည်းအခြေအနေတိတ်မဟန်တော့ဘူးဒီရေးကြီးရဲ့အချိန်မှာကိုယ်တိုင်ဝင်ပါမှရတော့မယ်လို့တွေးလိုက်တယ်ဒါနဲ့မင်းချက်ချင်းငိမ့်သက်သွားပြီးကောင်းကင်နဲ့မြေကြီးကြားကစီးမြင့်တွေကိုစတင်ခံစားလိုက်တယ်ဒီအချိန်မှာရွာရဲ့အထက်ကောင်းကင်ရံမှာအဆက်ကတာယာနေပေမဲ့ရုတ်တရက်တိမ်မင်းတွေဖုံးလွှမ်းသွားတဲ့သူသေးရှက်ကဝမ်ရှောက်ဟန်ကိုကိုက်ဖို့ခနာကိုနှိမ့်ချလိုက်တဲ့အချိန်မှာမင်းကကျဲလောင်စွာအော်ဟစ်လိုက်ပြီးကောင်းကင်မိုးကြိုးများအဆက်မပြတ်ကျဆင်းစေလို့အမိန့်ပေးလိုက်တယ်အဲ့ဒီနောက်တိမ်မင်းတွေဖုံးလွှမ်းနေတဲ့ကောင်းကင်ရံကနေရုတ်တရက်မိုးကြိုးတွေကျဆင်းလာပြီးတိရစ္ဆာန်မြောက်များစွာနေရာတွင်အပြစ်ခံရကချက်ချင်းတည်
သေဆုံးသွားကြတယ်မိုးကြိုးတွေရဲ့ဗဟိုချက်မှာရှိနေတဲ့မင်းနဲ့ဝမ်ရှောက်ဟန်ကတော့ငကားရဲ့အရှိန်ဝါနဲ့ဝန်းရံထားတာကြောင့်ဘာထိခိုက်မှုမှမရှိခဲ့ဘူးဒါပေမဲ့သူထေးရှဲကတော့ကံမကောင်းခဲ့ဘူးနာကျင်စွာအော်ဟစ်တန်တဲ့အတူသူ့တကူလုံးကအသားရည်တွေပောက်ကွဲထွက်သွားတဲ့အရှင်သခင်ကိုဂုဏ်ပြုပါတယ်ခွေးနှစ်ဆက်9កောင်ကိုတက်ဖြတ်နိုင်ခဲ့တဲ့အတွက်စင်ကဲပြောင်းလဲမှုပွိုင်း25ပွိုင်းရရှိပါတယ်ရှေးဟောင်းတီရက်စတိုင်နိုဆောတစ်ကောင်ကိုတက်ဖြတ်နိုင်ခဲ့တဲ့အတွက်စင်ကဲပြောင်းလဲမှုပွိုင်း100ရရှိပါတယ်ကောင်းကင်မိုးကြိုးကာကွယ်ခြင်းရဲ့ဆိုအန်အားကဒီလောက်ကြီးမားလိမ့်မယ်လို့မင်းလုံးဝမထင်ထားခဲ့ဘူးအစကတော့တူးတဲကိုပဲထိခိုက်စေမယ်လို့ထင်ထားပေမဲ့အုပ်စုလိုက်တိုက်ခိုက်နိုင်တာဖြစ်နေတယ်ပြီးတော့ဒီလောက်အလုံးကျုံစွာကြီးတာကကိုထင်ထားတာထက်အများကြီးပိုနေတယ်ဒီတိုင်းတာဆက်သွားရင်မင်းတစ်နှစ်အတွင်းမှာအပြည့်အဝဥပေါင်းနိုင်လိမ့်မယ်မင်းကပထမဆုံးအကြိမ်တက်ဖြတ်ခြင်းဖြစ်တဲ့အတွက်စနစ်ကမွေးရပါစွမ်းရည်လက်ပြားတစ်ချိန်ကိုဆူချလိုက်တယ်မျက်စမ်းစွာလဲပက်ပြီးနောက်မှာညွန့်နှန်းကငကားရဲ့ဒေါသဆိုးရဲ့စွမ်းရည်မှာရပ်တန့်သွားတယ်ဒီစွမ်းရည်ကဘာလို့ရမှန်းမသိပေမဲ့ဝိညာဉ်စွမ်းအင်ကုံဆုံးမှုပမာဏနဲ့ဒီလောက်မိုက်တဲ့နမီရဆိုရင်တိတ်တော်ဆိုးမှာမဟုတ်ဘူးအဆက်ကတော့ဝမ်ရှောက်ဟန်နဲ့အတူလူမရှိတဲ့နေရာတစ်ခုမှာပုံနေပြီးဥပေါက်ပြီးမှအပြင်ထွက်ကအကုန်တက်ပစ်ဖို့ပြင်ဆင်ထားတာဒါပေမဲ့အခုကြည့်ရတာတော့ကိုယ့်ရဲ့လမ်းကြောင်းကိုပြောင်းလဲမှရတော့မယ်အဲ့ဒါကတော့လာသမျှအကုန်တက်ဖို့ပဲဒါနဲ့ဝမ်ရှောက်ဟန်ကမင်းကိုကြောပေါ်တင်ပြီးရွာပြင်ကိုထွက်လာခဲ့တယ်ဒါပေမဲ့ခြုံပုတ်တစ်ခုနာဖြစ်သွားတော့လောဝါလောက်ရှိတဲ့ကြက်တကောင်ရုတ်တရက်ထွက်လာတယ်ညဘက်အစာရှာထွက်လာတဲ့ပုံပဲဝမ်ရှောက်ဟန်ကစင်ကဲပြောင်းလဲဖို့အတွက်ရုတ်တရက်ပါဆက်ဟာပြီးတစ်ဖက်လူကိုပိုက်ထဲတိုက်ရိုက်ပြီးပူချလိုက်တယ်အဲ့ဒီနောက်ဝမ်ရှောက်ဟန်ရဲ့ခေါင်းထဲမှာစင်ကဲပြောင်းလဲမှုပွိုင်းတစ်ပွိုင်းတိုးလာပြီးသူ့ရဲ့စင်ကဲပြောင်းလဲမှုဗီဇမှာပေါင်းထည့်လို့ရသွားတယ်ဒါကဝမ်ရှောက်ဟန်ကိုအလုံးစိတ်လှုပ်ရှားစေတယ်လိတ်တာမဖြစ်ခဲ့ရင်သူနေရာတင်ကခုံနေလောက်ပြီးအဲ့ဒီနောက်မင်းရဲ့ခွဲချက်စိတ်ဖြာမှုအရာဝမ်ရှောက်ဟန်ကသူ့ရဲ့စင်ကဲပြောင်းလဲမှုပွိုင်းကိုကာကွယ်ရေးမှာပေါင်းထည့်လိုက်တယ်မိချောင်းလေးရဲ့ကြိုက်အားကမူလကလေးကအလုံးသမာပြီးသားဖြစ်လို့ထပ်ဖြစ်เสียမလိုဘူးဒါပေမဲ့ပေါက်စာရွယ်လက်ခုံကတိတ်မမာကြောသေးတယ်အတွက်ကာကွယ်ရေးကိုရွေးချယ်တာကအကောင်းဆုံးပဲစင်ကဲပြောင်းလဲမှုပွိုင်းကိုအသုံးပြုလိုက်တဲ့အချိန်မှာလက်ခုံကနေအယိုးတွေကျိုးချေသွားတဲ့အတန်ထွက်လာပြီးမျက်စိရှိမှတင်တိတိတာတာပိုပြီးထူထဲလာတယ်အဲ့ဒီနောက်နှစ်ယောက်သားခီးဆက်ခဲ့ကြတယ်3ရက်ကြာတောင်တွေတော်တွေဖြစ်ကျော်ပြီးနောက်မှာမင်းတို့ဟာမိအောင်တွေထိန်နေနေတဲ့မြို့ပြကိုထပ်မံတွေ့ရှိခဲ့ပြန်တယ်လူတွေတိရစ္ဆာန်ဖြစ်သွားပြီးနောက်မှာဒီယာတွေအကုန်လုံးပျောက်ကွယ်သွားလိမ့်မယ်လို့ထင်ထားပေမဲ့ရှိနေတော့မဲဆိုတာတွေ့ရတယ်လူယဉ်ကျေးမှုဆက်လက်တည်ရှိနေတယ်လို့ပဲဒါပေမဲ့မြို့ကိတ်ပေါက်ကိုရောက်တဲ့အခါစိုးသွန်းတဲ့ခွေးတစုကလမ်းပိတ်ထားတာကိုတွေ့လိုက်ရတယ်ဝမ်ရှောက်ဟန်ကဒါကိုမြင်တော့ဒီမဖိတ်ခေါ်ပဲရောက်လာတဲ့သူတွေကိုချင်းချောက်ဖို့ချက်ချင်းဘားဆက်ကြီးကိုဟတ်လိုက်တဲ့ကံကောင်းတာကဒီခွေးစုကမကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးရိုးရှင်းတဲ့စကားပြောဆိုမှုအပြီးမှတစ်ဖက်လူတွေကခွေးစုကောင်းကဆိုတာတီးလိုက်ရတယ်ဝမ်ရှောက်ဟန်နဲ့တစ်ဖက်လူတို့စကားပြောနေတော့မင်းကဒီခွေးစုကိုအကဲခတ်နေရဲ့သူတို့အားလုံးကြီးထွားမှုအဆင့်ကိုရောက်နေကြပြီမြို့ထဲမှာကစင်ကဲပြောင်းလဲဖို့ပိုလွယ်တာအမှန်ပဲလူဦးရေကလည်းများတာကိုဒီအချိန်မှာခွေးစုကောင်းကမြို့ထဲဝင်ခြင်းရင်ကာကွယ်ရေးပေးရမယ်လို့ပြောတယ်ကဘာတဝင်းတိရစ္ဆာန်ပြောင်းလဲမှုရဲ့ဒုတိယနေ့မှာတင်စင်ကဲပြောင်းလဲမှုပွိုင်းတွေကိုတိုက်ရိုက်လက်ဆောင်ပေးလို့ရတယ်ဆိုတာကိုတစုံတစ်ယောက်ကအန်တာဘွယ်တွေ့ရှိခဲ့တယ်ဆိုလိုတာကတက်ဖြတ်ခြင်းပြင်တခြားသူတွေကိုလိမ္မာပါနဲ့စွာပေးအပ်ခိုင်းလို့ရတယ်စင်ကဲပြောင်းလဲမှုပွိုင်းရဲ့အဓိကအရင်းမြစ်ကတက်ဖြတ်ခြင်းဖြစ်နေတော့မယ်ဒါပေမဲ့အဲ့ဒီအတီးရွက်စားတိရစ္ဆာန်တွေကမျက်စားခြင်းအဖြစ်စင်ကဲပြောင်းလဲမှုပွိုင်းတွေကိုရရှိနိုင်တယ်ဒါကြောင့်သူတို့ကိုအသားစားတိရစ္ဆာန်တွေကမွေးမြူထားပြီးနေတိုင်းသူတို့စီကနေအဆက်မပြတ်ခေါင်းပုံဖြတ်ခံနေရတယ်မလိုအပ်တဲ့ပြဿနာတွေမဖြစ်အောင်မင်းတို့ကစင်ကဲပြောင်းလဲမှု10ပွိုင်းပေးပြီးမှအထဲဝင်ခွင့်ရခဲ့တယ်ဒါပေမဲ့ခွေးဆိုးကောင်းရဲ့နေမြေရောက်ရင်အခွင့်ရေးရှာပြီးဒီခွေးတွေအကုန်လုံးကိုကိုနီးနားကိုဆွဲဆောင်ကကောင်းကင်မိုးကြိုးတွေနဲ့တခါတည်းအဆုံးစီရင်ပြစ်မယ်လို့မင်းဆုံးဖြတ်ထားလိုက်တယ်မြို့ထဲကိုဝင်ပြီးနောက်မှာမင်းတို့မြင်တွေ့ရတဲ့မြင်ကွင်းကြောင့်မယုံနိုင်အောင်ဖြစ်သွားတဲ့တိရစ္ဆာန်မပြောင်းလဲခင်အချိန်ကိုပြန်ရောက်သွားတယ်လို့ပဲအဆက်ဆက်အရာရာစီးစနစ်ကျနေတယ်လို့မပြောနိုင်ပေမဲ့ပရိုဖျဲတော့မဖြစ်နေဘူးလမ်းမပေါ်မှာတိရစ္ဆာန်မျိုးရှိနေပြီးအဲ့ဒီအထဲမှာခွေးဆိုးများစွာကနေရာအနှံ့ကင်းလည်နေကြတယ်သူတို့ကမြို့ရဲ့စီကန်းကိုထိမ့်သိမ်းဖို့ဥပဒေစိုးမိုးရေးအရာရှိတွေဖြစ်ပြောင်းလဲသွားတယ်လို့ပဲမင်းတို့အံ့အားသင့်နေတော့မှပဲအဖြူရောင်ယုံတကောင်ကဝမ်ရှောက်ဟန်ရဲ့ဘေးကိုရုတ်တရက်ခုံဝင်လာလို့တူလန့်ပြီးလက်ခွန်နဲ့ပြန်ဝင်သွားမလို့တောင်ဖြစ်သွားတယ်ဒီယုံနာမီကချမ်းညံ့ညံ့ဖြစ်ပြီးမင်းတို့မျိုးတဲ့ပထမဆုံးအချိန်ဝင်လာတာကိုမြင်တော့ကူညီခြင်းလို့လာခဲ့တာဒါပေမဲ့သူ့ရဲ့ကောက်ချစ်တဲ့မျက်လုံးတွေကိုမင်းရဲ့အာယုံခံစားမှုကနေမလွတ်ကင်းနိုင်ပါဘူးဒါပေမဲ့သူဘာလို့မလဲဆိုတာကိုကြည့်ချင်လို့မင်းဖော်ထုတ်မပြခဲ့ဘူးဒါနဲ့ချမ်းညံ့ညံ့ရဲ့နှွေးထွေးရဲ့ဖိတ်ခေါ်မှုနဲ့သူ့အိမ်ကိုမင်းတို့လိုက်သွားခဲ့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဝမ်ရှောက်ဟန်ကပုံမှန်မဟုတ်တာကိုသတိထားမိလာတယ်ဘာလို့လဲဆိုတော့မျိုးနဲ့ပိုဝေးလာလို့ပဲချမ်းညံ့ညံ့ကတော့အတီးရွက်စားတိရစ္ဆာန်တွေမှာပြောရေးဆိုခွင့်မရှိလို့နေတဲ့နေရာကနင်းနေခေါင်တယ်လို့ပြောတယ်သူ့ရဲ့လမ်းပြမှုနဲ့သူမင်းတို့ဟာနောက်ဆုံးမှာဆုတ်ပြတ်နေတဲ့အငှားအိမ်တစ်လုံးကိုရောက်သွားတယ်ချမ်းညံ့ညံ့ရဲ့မိဘတွေကအလွန်ဖော်ရည်ပြီးညစာကိုမြင်းမြန်းဆန်းဆန်းပြင်ဆင်ပေးတယ်သူတို့ဘန်းကန်ထဲမှာကမျက်ပင်တချို့ဖြစ်ပြီးဝမ်ရှောက်ဟန်အတွက်ကတော့ဝတ်သားတုံးဖြစ်တယ်မင်းကိုတော့တိုက်ရိုက်လိလူရှူထားတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှဝမ်ရှောက်ဟန်ကမျက်စိတွေပိုဝါလာပြီးနောက်ဆုံးမှာမေးလဲသွားတော့တယ်ဒီဝတ်သားကဝမ်ရှောက်ဟန်ကိုငြင်းခွင့်မိစေဖို့တမင်ပြင်ဆင်ထားတာဖြစ်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကမင်းကိုခွေးဆိုးကောင်းစီအပ်ဖို့ပဲဒါဆိုရင်သူတို့မျိုးပြင်ထွက်ခွင့်လွတ်လပ်ခွင့်ရလိမ့်မယ်ဒါပေမဲ့ဒီမြင်ကွင်းကိုမင်းမြင်နေရတယ်ဒါကရှာရခတ်ပေမဲ့အလွယ်တကူလက်ထဲရောက်လာတဲ့အခွင့်အရေးပဲကိုယ်တိုင်ခွေးဆိုးကောင်းရဲ့ဌာနချုပ်ကိုရောက်သွားရင်ကောင်းကင်မိုးကြိုးကကွယ်ခြင်းတစ်ချက်တည်းနဲ့သူတို့ကိုအကုန်တုတ်တင်ပစ်လို့ရပြီခဏအကြာမှာမင်းတို့ကိုချမ်းညံ့ညံ့ကခွေးဆိုးကောင်းခေါင်းဆောင်ဟေးချော်ဝမ်စီခေါ်သွားတယ်မင်းရဲ့အတီးစိတ်နဲ့အကဲခတ်ကြည့်တော့တစ်ဖက်လူကကာစီယိုခွေးတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်